ကျောင်းထိုင်ရင်ဖြစ်10နှစ်ကြာနေထိုင်ခဲ့ပေမယ့်မိမခိုးပြေးလို့လူထွက်ခဲ့ရတဲ့ဆရာတော်အားလုံးပဲမင်္ဂလာပါမာရပန်ပရိသတ်တို့ရဲ့ဆယ်စုနှစ်တစ်ခုစာမှာကသာသနာပေါ်မှာကျင်လည်ခဲ့ပေမယ့်အမျိုးသမီးတစ်ယောက်ကြောင့်ယဟန်ဘဝကိုဆွန့်လွတ်ခဲ့ရတဲ့ဆရာတော်တစ်ပါးရဲ့အကြောင်းကလက်တလုံးမှာတော့လူပြောများနေခဲ့တာပါအဆိုပါဆရာတော်ဟာလွန်ခဲ့တဲ့ဆယ်စုနှစ်များစွာကတည်းကသာသနာဘောင်ကိုဝင်ရောက်ခဲ့တာဖြစ်ကကျောင်းနိုင်ဆရာတော်အဖြစ်တောင်10နှစ်ကြာတဲ့အထိနေထိုင်ခဲ့ပါသေးတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့ဆရာတော်ကမိမခိုးပြေးသွားခဲ့တဲ့ရှင်ဖះသားတော်တွေဖုန်ကြီးယဟန်တွေဆိုတော့လူပောင်လောကီကိစ္စတွေနဲ့ကင်းရှင်းအောင်နေထိုင်ရတာပါအမျိုးသမီးဆိုရင်လည်းကိုယ့်ရဲ့မဲတော်လိုသွေးသားအရင်ချကလွဲရင်အနားမှာကတ်ခွင့်မရှိပါဘူးရှင်အမျိုးသမီးတွေနဲ့ကင်းကွာအောင်နေရမှာဖြစ်ပေမဲ့ဒီဘက်ခေတ်ဆရာတော်တွေကတော့အမျိုးသမီးတွေနဲ့လက်ပွန်းတတိနေလာကြတယ်ရှင်ဒါကြောင့်ဒီဘက်ခေတ်မှာဖုန်ကြီးယဟန်တွေနဲ့ဓာယိကာမတွေကတယုံယုံနဲ့ပလူပလဲဖြစ်နေတဲ့မြင်ကွင်းတွေလည်းများစွာရှိလာခဲ့တာပါဒါတွေကပဲမလိုအပ်တဲ့အကျိုးဆက်တွေကိုဖြစ်လာစေတယ်ရှင်အခုလိုဖုန်ကြီးနဲ့မာတုကာမအိမ်တောင်ပြုတ်သွားကြတာတွေခိုးပြေးတာတွေနဲ့တရားဝင်လက်မထက်ပဲပေါင်းတင်တာတွေလည်းရှိလာခဲ့တာပါဒါတွေမကသေးပဲဖုန်ကြီးမရိမ့်မှုတွေဖုန်ကြီးနဲ့မေတီလာရှင်အတူနေတာတွေပါရှိလာကသာသနာကြီးလည်းညှိုးနှံလာခဲ့ရတာပါပြီးခဲ့တဲ့တလောပိုင်းကဆိုရင်တောကျောင်းတစ်ခုထဲမှာဖုန်ကြီးနဲ့မေတီလာရှင်တွေကအမြင်မသိတော့အောင်နေထိုင်ပြုတ်မှုနေတာကြောင့်လူဝိလဲပြီးဖမ်းဆီးအရေးယူခဲ့ရပါသေးတယ်။လက်ရှိမှာလည်းဆယ်စုနှစ်တစ်ခုကြာကျောင်းနိုင်ဖုန်ကြီးအဖြစ်တောင်လူအများလေးစားခံခဲ့ရတဲ့သူကမိမခိုးပြေးတယ်ဆိုတဲ့သာသနာညှိုးနှံစေတဲ့ဖြစ်ရကြီးဖြစ်လာပြန်ပါတယ်။အဆိုပါဖုန်ကြီးဟာလူဝိလဲပြီးမိမခိုးပြေးတာမဟုတ်ဘဲဖုန်ကြီးဘဝသင်္ကန်းဝတ်နဲ့တောင်ခိုးပြေးခဲ့တာပါ။လက်ရှိမှာဆိုရင်အဆိုပါဖုန်ကြီးကတော့သူ့ထက်အများကြီးငယ်တဲ့အမျိုးသမီးကိုလက်ထပ်ပေါင်းသိနေခဲ့တာပါ။လူဝိလဲပြီးမင်္ဂလာပွဲကိုတောင်လူသိရှင်ကြားကျင်းပခဲ့တာပါရှင်။အခုလိုလက်ထပ်ပွဲကျင်းပလိုက်ကမှဖုန်ကြီးဖြစ်ခဲ့တဲ့တစ်ချိန်ကဘဝအကြောင်းတွေကိုဖော်ထုတ်ခဲ့သူတွေလည်းရှိလာပါတယ်။ဒီဖြစ်ရကြီးကဗုဒ္ဓဘာသာကိုဂုဏ်သိက္ခာကျဆင်းစေကသာသနာကိုအများကြီးထိခိုက်စေပါတယ်။ဖုန်ကြီးယဟန်ဆိုပေမဲ့ကိလေသာအပြည့်နဲ့ပုထုဇဉ်ဖြစ်လို့လောကီကိစ္စမှာတာယာခြင်းသူတွေလည်းရှိနိုင်တာကတော့တဘာဝပါပဲ။ဒီလိုဖြစ်လာရင်တော့မှအရင်ဆုံးလူဝိလဲပြီးဘဝကိုတိဆောက်တင်တာပါရှင်။ယဟန်ဝိကြီးနဲ့မိမခိုးပြေးတယ်ဆိုတာကတော့အတော်ကိုရုပ်ဆိုးအကြီးတန်းတဲ့လုပ်ရက်တစ်ခုပါပဲနော်။ဒါကြောင့်အဆိုပါဆရာတော်ကိုသာသနာညှိုးနှံစေမှုနဲ့ဝိုင်းဝန်းဝေဖန်နေကြကောင်နောက်ထပ်ဒီလိုဖြစ်ရတွေမဖြစ်စေဖို့သာသနာရေးဝင်ကြီးဌာနအနေနဲ့တင်းတင်းကြပ်ကြပ်ဆောင်ရွက်စေချင်နေကြတာဖြစ်ပါတယ်။တကယ်တော့ဒီဖြစ်ရတွေကအရင်ကတည်းကမကြဖြစ်ပွားခဲ့တာတွေဖြစ်ကောင်ဒီဘက်ခေတ်မှာတော့ပိုဆိုးလာတာဖြစ်ပါတယ်။ဖျားရှင်လက်ထက်မှာတော့မှအမျိုးသမီးတွေအကြောင်းဇန်လျှောခဲ့ရတဲ့ရတိယဟန်တွေရှိတာမလို့တစ်ဖက်ကတွေးရင်တော့ဖြစ်တတ်တဲ့သဘာဝတစ်ခုလို့လည်းယူဆနိုင်တာပါ။ဒါပေမဲ့ကိလေသာကိုမပယ်တတ်နိုင်ရင်တော့သင်္ကန်းနဲ့သာသနာကိုအာနာလေးစားစိတ်နဲ့အတက်နိုင်ဆုံးရှောင်ကျဉ်တင်တာဖြစ်ပါတယ်။အခုလိုမိမခိုးပြေးတာမျိုးမှားယွင်းတာမျိုးဖြစ်သွားခဲ့ရင်တော့ဖုန်ကြီးယဟန်ဘက်လည်းအဖြစ်တင်တယ်လို့အမျိုးသမီးတွေဘက်မှလည်းနမဲပြတ်ထိခိုက်မှုတွေရှိလာနိုင်တာကြောင့်ပါဒါကြောင့်မိဘတွေအနေနဲ့ကလည်းကိုယ့်ရဲ့သမီးပြိုလေးတွေကိုဖုန်ကြီးကျောင်းတွေမှာလိုရာထက်နေနေကက်ကက်မနေစေဖို့ဂရုတစိုက်ဆုံးမထားတင်တာဖြစ်ပါတယ်ကဲပရိသတ်ကြီးရင်ကျောင်းနိုင်ဖြစ်10နှစ်ကြာနေထိုင်ခဲ့ပေမယ့်မိမခိုးပြေးလို့လူထွက်ခဲ့ရတဲ့ဆရာတော်ရဲ့ဖြစ်ရပ်ပေါ်ဘလို့ထင်မြင်မိပါသလဲရှင်ဒါအပြင်ဒီလိုတွေထပ်မဖြစ်စေဖို့ဘလို့တွေစင်ကျင်ကင်တွယ်သတိထားသင့်လဲဆိုတော့ခေါမမှာပြပြခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်ရှင်နေ့ရက်တိုင်းအတွက်ပြောချင်ပါစေ